စားမှာဖြစ်ပြီးတော့ဒီကောင်ရဲ့အထဲကိုဝင်မလာအောင်ကျွန်တော်တို့ကခုခံတိုက်ခိုင်းရမှာပါဒီတကားလာပြက်စီးသွားမယ်ဆိုရင်တော့ကျွန်တော်တို့ရှောင်းသွားမှာဖြစ်ပါတယ်ကဲခင်ကတော့စပါပြီဒီကောင်ကြီးကကျွန်တော်တို့ရဲ့ခံတက်ကိုဖျက်ဆီးမှာပါကျွန်တော်တို့ကအကောင်းဆုံးခံတက်ပြင်ဆင်ထားဖို့လိုတယ်ကဲဒီမှာဆိုရင်တော့ကိုကြိုက်တဲ့ခံတက်ကိုရွေးလို့ရတယ်အားလုံးကသူ့နေရာသူယူပြီးငါပဲကြံတော့ဘယ်ရောက်ယူရင်ကောင်းမလဲဒီကနည်းနည်းတော့ကျင်းနေဟာโอเคဒါပဲယူလိုက်တော့မယ် yes ရပြီဒါတော့ energy ထုတ်ပေးရဟာပါဒီ energy ကိုထုတ်ပေးရကျွန်တော်ဒီကောင်ကိုအရင်ဆုံး upgrade တင်ထားလိုက်မယ် okay အကြမ်းမှသူကတစ်ခုကနေပြီးတော့ energy နှစ်ခုထုတ်ပေးရကဲ energy ရပြီဆိုတော့ ခံတဲ့အတွက်လက်နက်တွေစပြီးတော့ဝယ်ရမယ်ဒီလက်နက်တွေကအရေးကြီးတယ်ကျွန်တော်တို့ရဲ့ဒီတကားကြီးပြက်စီးသွားပြီဆိုရင်တော့လုံးဝရှုံးသွားမှာပါအဲ့တော့တကားကြီးမပြက်စီးအောင်လို့အကောင်းဆုံး defense လုပ်ရမယ်အရင်ဆုံးလက်နက်ကို၄ခုတက်ထားလိုက်မယ်အဲ့ဒါမှအဆင်ပြေမှာကွာပြီးတော့တကားကို upgrade တင်ဖို့အတွက်က16ဆိုတော့okay level 2ကတော့တင်ထားလိုက်ပြီ level 3ကတော့32ကဲ level 3တင်ထားလိုက်မှာကွာတကားကျိုးသွားဘာမှလုပ်လို့မရတော့အဲ့တော့အရေးကြီးဆုံးကတော့တကားပဲတကားကိုတော့အရင်ဆုံးပြင်ထားလိုက်မယ်တနက်ကိုတော့4လက်တနက်4လက် okay အဲ့တော့တနက်က1 2 3 4 5 6လက်ဖြစ်သွားပြီနော်စောနာကျွန်တော်ဘာလို့4လက်လို့ပါဇက်ကထွက်နေအောင်စဉ်းစားလို့မရဘူးဟိုမှာကြည့်လိုက်သူများရဲ့စကန်အောင်အမှန်ကန်နေတိုက်ခိုက်နေတွေ့လားသူကြီးကုံတော့မယ်ဟာမင်း150ကုံရှုံးပြီတော့ကောင်းလေးဒါတွေကိုလည်း upgrade တင်ရမယ်16ဆိုများတယ်ကွာဒီ energy မြန်မြန်ထုတ်နိုင်ဖို့လိုရယ်နော် energy မြန်မြန်ထုတ်နိုင်ဖို့အတွက်ကျွန်တော် upgrade တင်ရမယ် okay ရပြီတခါထွက်4ကောင်ထွက်လာ4ကောင်ဆိုမြင်တာပေါ့ဟိုကောင်ဘယ်ရောက်သွားရောဟိုကောင်သူများတဲ့ကောင်ဖြက်စီးနေတာငါတို့3ယောက်ပဲပါတယ်ဆိုဒီကောင်တလဲစီဖြက်စီးမှာကွိုင်မဲ့ကွာ level တင်ဖို့အတွက်က64ခုစောင့်ရမယ်64ခုအော်ဒီဘဲကဒီဘက် defense အောင်မှတနက်တစ်ခုပဲထားတာမင်းစကန်တော့မတွေးရစရာပဲညရပြီ level တင်လို့ရပြီ okay တကား level 4တကား level 5တင်မို့ဆိုရင်128တောင်လို့ရ okay ဟိုင်ဟိုကောင်စကန်မြန်လိုက်တာအေးပါကွာဒီကောင်တေတော့မယ်ဆိုကြည့်လိုက်သွားဟီးနေဒီကောင်ဘဲပေါ်မှာချီးတိုင်ပါနေချီးပါပြီးသွေးပြေသွားရဲ့ရကျွန်တော်တို့ဟိုကတကားကို upgrade တင်ဖို့လိုတယ်ဒီကတကားပဲတကားများမှတကားသွေးများမှအဆင်ပြေမှာ okay ပြီးတော့ energy ထုတ်တဲ့ဆက်က90ဆိုရင်ထပ်တင်လို့ရပြီနော်90ရမှတင်တော့မယ်ဟိုကောင်တကားကို level မတင်ဘူးဒီကောင်ကြည့်တာအောင်ပျက်စီးသွားပြီတွေ့လားတကားကို level မတင်လို့မရဘူးတကား level တင်ရမှာအဲ့တော့80ပြည့်သွားရင်80မဟုတ်ပါဘူး90ပြည့်သွားရင် energy မြန်မြန်ထုတ်လို့ရပြီဘယ်လောက်ထုတ်လဲ8ခုတောင်ထုတ်တယ် okay 125ခုနဲ့ဟိုကုဘတုံးလေး83နဲ့ကုဘတုံးလေးထုတ်နိုင်ဖို့အတွက်ဆက်က200တောင်မှအဲ့200ကိုအရင်စုပြီးတော့ဝယ်ရအောင်ပဲအဲကြောင့်မှအဲ့ဒီ energy အတုံးလေးထုတ်ပေးမှာ energy အတုံးလေးရမှာပဲတကားကိုတင်လို့ရတော့မယ် okay မဟုတ်ပါဘူးငါဝယ်ရမှားနေရပြီဟောမင်းတခါထုတ်မှတုံးနဲ့လားအေးပါကွာရပါတယ်ငါလိုကလည်း83ပဲလိုတာဆိုတော့ပြဿနာတော့တိတ်မရှိဘူးနောက်တစ်ခုကတကားကို repair ပြန်လုပ်အောင်ပဲမလာသေးနဲ့ဟုတ်နော်မလာသေးနဲ့ဟုတ် no မလာသေးနဲ့ဟုတ်လို့ဟာဒီကောင်ကြီးကလည်းအေးပြန်တော့မလာသေးနဲ့ဟုတ်ဒုက္ခပဲမင်းကိစ္စရတယ်ဟိုကောင်ကြီးတကားလေပဲ7ကွာအဲ့တော့တောင်တော့ဒီကောင်ခံတက်ကပြက်စီးကြအကြောင်းမရှိဘူးငါလည်း energy က460တောင်ရှိနေပြီဆိုတော့တင်လိုက်တော့မယ်ကွာကဲတကား level 6ဖြစ်သွားပြီတကား level 8တင်ဖို့ဆိုရင်တော့ energy 900ကျော်လို့ရတယ်အဲ့ဒါတော့နောက်မှပေါ့ကွာဟိုကောင်ကြီး damage ကပိုပြီးတော့များလာတယ်ဟာအဲ့တော့လက်နက်တွေကိုတင်မယ်ကဲလက်နက်တွေတင်ပြီကွာလက်နက်150ထပ်တင်ပဲအိုးအမြောက်ကြီးဖြစ်သွားပြီနောက်တော့150ရမင်းတို့တင်ပေးမယ်ကောင်းလေးမပူနဲ့အခုတော့ဒီကောင်နန်အောင်ပြစ် repair ဒီကောင် repair တော့ရဒီခဏကြီးပျက်စီးမဲ့အနေထားတော့မရှိသေးဘူးဒါပါကြီးတွေကအော်ဒါသူ့ရဲ့ဒီ SCP-096 ရဲ့ attack speed ကို short ပေးရဥစားဒီအတုံးလေးထုတ်တဲ့ဥစားကိုများဝယ်ထားရမယ်3ခုလောက်တော့ဝယ်ထားလိုက်ပဲဟိုကောင်ကြီးပြန်ဆုတ်သွားပြီဆိုတော့ကျွန်တော်တို့နည်းနည်းတော့အသက်ရှူချောင်သွားပြီဟိုကောင်မြန်လိုက်တာ level ကဟိုဖြစ်သွားပြီ level တကား level 9တောင်ဖြစ်သွားပြီကဲ energy တုံးလေးတွေရပြီပြီးရင်ဒီကောင်တွေကို level တင်ပေးဖို့လိုတယ်ဒီအမြောက်တွေကို912ဆိုတော့ကြာ